ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံမှာနေဆက်ဖြတ်တန်းခွင့်လက်မှတ်နဲ့ဝင်လာတဲ့မြန်မာနိုင်ငံသားများကိုသတ်မှတ်ထားတဲ့ဒေသများမှာ6လအလုပ်လုပ်ကင်ခွင့်ပေးရန်ထိုင်းနိုင်ငံသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသားများအနေနဲ့ထိုင်းနိုင်ငံအတွင်းကိုနေဆက်ဖြတ်တန်းခွင့်လက်မှတ်ကိုအသုံးပြုပြီးတော့ဝင်ရောက်လာပါကတစ်ကြိမ်လျင်အများဆုံး6လအထိအလုပ်လုပ်ကင်ခွင့်ပေးရန်ထိုင်းနိုင်ငံသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးတော့ထိုင်းဗဟိုအစိုးရရဲ့ခွင့်ပြုချက်ရရှိရန်စောင့်ဆိုင်းနေစေဖြစ်တယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ကနယ်စပ်ဒေသမှာနေတဲ့မြန်မာတွေအတွက်သတင်းကောင်းမှာဒီလိုခွင့်ပြုလိုက်လို့ထိုင်းမြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ရနောင်ကော်တောင်မြဝတီထီခီစတဲ့ဒေသတွေကမြန်မာတွေအတွက်အလုပ်ကင်ခွင့်လန်းတွေပွင့်လာမှာပါ။နယ်စပ်ဖြတ်တန်းခွင့်လက်မှတ်နဲ့ဆိုတော့ကုန်ကျစရိတ်တွေအများကြီးတက်တာသွားနိုင်တယ်။ပန်းရောင်ကတ်တို့ CI တို့လောက်တာထက်ပိုပြီးတက်တာသွားမယ်အကျိုးများပါတယ်လို့ခိုင်းရောက်မြန်မာရွှေပြောင်းအလုပ်သမားအရေးကိုကူညီပေးသူ AAC ကိုရဲမင်းကရှင်းပြထားပါတယ်အဲ့ဒီဆုံးဖြတ်ချက်အတည်ပြုလာပါကမြန်မာအလုပ်သမားများအနေနဲ့ပွဲစားတွေရဲ့ငွေကြေးကျတဲ့နာထက်ပုံမူပြီးတော့လိမ်လည်ယူတဲ့ကြိုးပမ်းမှုတွေရှိနိုင်ပြီးအလုပ်သမားအရေးဆောင်ရွက်ပေးသူများရဲ့သတိပေးချက်များကိုစောင့်ကြည့်လိုက်နာကြရန်လဲထိုင်းရောက်မြန်မာရွှေပြောင်းအလုပ်သမားအရေးကိုကူညီပေးနေသူများကသတိပေးထားတယ်လို့သိရပါတယ်လက်တလုံးမှာမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံအတွင်းမှာပန်းရောင်ဘက်လို့ခေါ်တဲ့အလုပ်သမားအလုပ်လုပ်ခွင့်လက်မှတ်များနဲ့ဝင်ရောက်ပြီးတော့အလုပ်လုပ်နေကြခြင်းဖြစ်ပြီးတော့ပန်းရောင်ဘက်ရဲ့ကုန်ကျစရိတ်ဟာနေ့စဉ်ထိုင်းဘတ်ငွေ9000ကနေ1000ခွဲအတွင်းကိုကုန်ကျလေရှိတယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ